ထားလက်မှတ်ဝယ်မယ်ဆိုလို့ရှိရင်ဆက်မှာဒီမှာ English ကိုအရင်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကိုကscreen လေးကိုတစ်ချက်တော့လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကိုရောက်နေတဲ့နေရာဘယ်နေရာလဲသိချင် screen လေးကိုအဲ့လိုမျိုးဆွဲကြည့်လိုက်မယ်ဒီလိုမျိုးလေးပေါ့နော်အဝါရောင်လေးပြထားတာကြတာကိုရောက်နေတဲ့နေရာပေါ့နော်ကိုရောက်နေတဲ့နေရာကိုဘယ်နေရာကိုသွားခြင်းလဲသွားခြင်းတဲ့နေရာကိုတစ်ချက်လေးနှိပ်လိုက်မယ်CM ကိုသွားခြင်းလို့ CM ကိုတစ်ချက်နှိပ်လိုက်ဘယ်နှရောက်သွားမှလဲCN သူက25ဘတ်ကျတယ်ဘယ်နှရောက်သွားမှလဲရွေးလို့ရတယ်ပြီးလို့ရှိရင်အကျွေးလေးထည့်လိုက်မယ်ပေါ့နော်တော့ဒါဘယ်လောက်ကြံလဲပြန်ပြတာပေါ့နော်19ကြံသေးတယ်ဆိုပြီးတော့ကိုကကြံတဲ့အမောင့်လေးကိုဒီမှာထပ်ထည့်လို့ရပါတယ်ပြီးလို့ရှိရင်ကပ်ပြားလေးထွက်လာလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့အကျွေနဲ့မဟုတ်ဘဲနဲ့ကိုကအရွက်နဲ့ပေါ့နော်ဘတ်အရွက်နဲ့ဝယ်တဲ့ဥစ္စာလေးကိုပြပေးပါမယ်အင်္ဂလိပ်ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင် screen လေးကိုတစ်ချက်တိုးလိုက်မယ်အဲ့ဒီမှာကိုသွားခြင်းတဲ့နေရာလေးကအဝါရောင်လေးပြထားတယ်ပေါ့နော်ကိုကသွားခြင်းတဲ့နေရာကိုရောက်နေတဲ့နေရာအဝါရောင်သွားခြင်းတဲ့နေရာကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ပတ်စံ25ဘတ်ကျတယ်ဆိုလို့ရှိရင်အရွက်ကလေးကိုထည့်လိုက်မယ်ခေါင်းလေးကိုအတဲ့ပဲထည့်ရတာပေါ့နော်သူကအဲ့ဒါဆိုလို့ရှိရင်သူကဒီဘက်မှာပိုတဲ့ပတ်စံနဲ့ကပ်ပြားလေးကြာလာလိမ့်မယ်အဲ့ဒါလေးကိုယူလိုက်ရုံပဲကျေးဇူးတင်ပါတယ်